ဒီနေ့နေ့လည်းစားလေးကိုတော့ရွှေမုံငချင်းတုတ်ဆောင်လေးပေါ့နော်ဒါကတော့ဘကူအလွမ်းပြည်လေးပေါ့ဘကူမှာဆိုလို့ရှိရင်ရွှေသားလျောင်းနဲ့နေတော့ငချင်းကိုအလွယ်တကူပဲလို့ရတယ်ငချင်းမှာကြတော့ငချင်းကအရင်ရှားတယ်ပေါ့နော်အဲ့တော့ကိုယ်တိုင်လှုပ်စားလိုက်ပါတယ်ငချင်းကိုလေးဝယ်ပဲဝယ်စားတာတစ်ခါမှမလှုပ်စားဘူးဒါတော့ဘဝမှာပထမဆုံးအချိန်လှုပ်ဘူးတဲ့ငချင်းပေါ့နော်တစ်တောင်တင်းတင်းလေးနဲ့ပေါ့နော်ထမင်းလေးတော့နည်းနည်းများသွားတယ်အသားလေးနည်းနည်းနေသွားတယ်ပါဆိုရွှေမုံကိုမတကူခက်မှန်းပြီးတော့ပဲရှောက်လှုပ်ထားတာဆိုတော့ဒါပေမဲ့အရသာကအရင်ရှိတဲ့အတွက်ရွှေမုံအရင်ချင်းတဲ့ရွှေမုံကတော့ဒီငချင်းလေးကိုအဆက်သုံးမယ်ဒါတော့ငယ်ဒီစိမ့်ထဲမယ်ပြီးလို့ရှိရင်ကျက်သွန်လေးပပလှီထားလေးပေါ့နော်ကျက်သွန်လေးကိုတုတ်လို့ရှိရင်ကျက်သွန်ငချင်းတုတ်လို့ရှိရင်ကျက်သွန်လေးကိုရေးဆေးပြီးနော်ပြီးတော့ရွှေမုံကကျတော့အဆက်သုံးမှဖြစ်တဲ့အတွက်ပြီးတော့စီကလေးကြိုက်တယ်အဲ့တော့စီလေးကိုနည်းနည်းလေးကဲထားတယ်ပေါ့နော်အဆက်တွေလည်းနည်းနည်းကဲထားပါတယ်ဒါတော့နည်းနည်းရင်းနဲ့ကိုသိရင်ကြနေတာပေါ့နော်ဒါမစားတာငချင်းမစားတာ3နှစ်မှတစ်ခါတော့ပဲစားဖြစ်တယ်ငချင်းဒါအဲ့ဒါကြောင့်မြန်မာပြည်ကနေပုတ်ပြီးဒါတော့ကိုယ်တိုင်လှုပ်တက်သွားပြီဆိုတော့ခဏတုတ်စားပါတော့မယ်အမကြီးနဲ့တော့ကိုယ့်ကိုတုတ်ပြီးတော့မြည်လိုက်တုတ်လိုက်နဲ့အရင်စားကောင်းနေလို့တေးတွေတော့ချပါတယ်နိုင်ငံခြားရောက်နေတဲ့ညီကိုမနမတွေလည်းငချင်းစားချင်တယ်ငချင်းလို့ညီသိချင်တယ်ဆိုလို့ရှိရင်ဒါရွှေမကိုယ်တိုင်လှုပ်ထားတဲ့အရန်ကိုလွယ်ကူတဲ့အလုပ်လည်းမရှုပ်တဲ့ဒီငချင်းလုပ်နေလေးကိုအစားအဆုံးတင်ပြသွားပြီးမယ်နော်နေ့လယ်7:00ထိုးပြီးမလို့ဒီနေ့တော့နေ့လယ်ဆုံးကိုဖះကိုယ်တိုင်လှုပ်ထားတဲ့ငချင်းတုတ်ကလေးနဲ့ကလူပါမယ်အားလုံးပဲကျေးဇူးများတင်ပါတယ်